နှလုံးရှိအောင်မှာမမြင်သာတဲ့ဘဝတစ်ခုနဲ့နေထိုင်လာခဲ့တဲ့အရာလေးတစ်ခုအခုတော့အရေးကြီးဆုံးချိန်ကိုရောက်လာပါပြီပြောင်းလဲဖို့အချိန်က4 နာရီပဲရှိပါတယ်မအောင်မြင်ရင်တော့အဆုံးသက်ကသေဆုံးခြင်းပါပဲတိတ်ဆိတ်နေတဲ့ရေအောက်ကနေထွက်လာတဲ့ကြောဘက်ကတဖြည်းဖြည်းချင်းခွဲထွက်လာပါတယ်အဲ့ဒီအခါမှာမယုံနိုင်လောက်အောင်ပြောင်းလဲမှုတစ်ခုစတင်ဖြစ်ပေါ်လာပါတယ်နူးညံ့ပြီးအားနေတဲ့ခန္ဓာကိုယ်နဲ့မူလဘဝကနေကိုယ်တိုင်ဆွဲထုတ်ပြီးလွတ်မြောက်လာတာအစမှာတော့အတောင်တွေကကြစ်လစ်ပြီးတော့မပြည့်စုံသေးပါဘူးအသုံးမဝင်ဘူးလို့တောင်ထင်ရပါတယ်ဒါပေမဲ့အချိန်နည်းနည်းနဲ့အဲ့ဒီအတောင်တွေကတဖြည်းဖြည်းချင်းဖောင်းထွက်လာပြီးတော့အင်အားပြေဝလာပါတယ်နာရီအနည်းငယ်အတွင်းမှာပဲမျက်စိနဲ့မယုံနိုင်တော့အောင်ပြောင်းလဲသွားပါတယ်တစ်ချိန်ကရေအောက်မှာသားကောင်ဖမ်းစားနေတဲ့တတဝါလေးလားအခုတော့ကောင်းကင်မှာလေကိုအနိုင်ယူပြီးပြန်တန်းနိုင်တဲ့အရှင်တစ်ပါးဖြစ်လာပါပြီဒါဟာတဘာဝရဲ့အမခန်းတင်စရာအပြောင်းလဲတစ်ခုမမြင်ရတဲ့အချိန်တွေကနေအလှဆုံးအခိုက်အတန့်ကိုရောက်လာတဲ့အမခန်းခရီးတစ်ခုပဲဖြစ်ပါတယ်